မြန်မာနိုင်ငံရဲ့အောက်ပိုင်းသတင်းနာရီတိုင်းကဘိတ်ကနေယူထားတဲ့ငှက်တိုက်ကုန်ချမ်းကိုယူပြီးကျွန်တော်မန်လေးကနေကုန်ချောထုတ်တဲ့စက်ရုံလေးဖြစ်ပါတယ်အခုကျွန်တော်မိတ်ဆက်ပေးမယ့်စာတော့ Super Hero Business လေးဖြစ်ပါတယ်အခုကျွန်တော်တို့ရဲ့အမွေးပါတဲ့ငှက်တိုက်ကနေစပြီးအမွေးလုံးဝမပါအောင်အစင်စင်အမြင်ချင်းတစ်ခုချင်းကိုရွေးထုတ်ပြီးအမွေးကိုဖယ်ထုတ်ခြင်းဖြစ်ပါတယ်Super Hero ငှက်တိုက်ဒီ2မျိုးထုတ်ထားပါတယ် Sugar free နဲ့ raw sugar ဖြစ်ပါတယ် raw sugar ဒီစင်မြင့်တကြားခဲနဲ့ရောဆက်ခြင်းဖြစ်ပါတယ် Sugar free ကလုံးဝတကြားမပါဘူးအချိုရှောင်းသူများအတွက်နဲ့စီးကျူဓမ္မများအတွက်ဖြစ်ပါတယ်အခုဒါတန့်စင်ပြီးတဲ့ငှက်တိုက်ကိုတတ်မှတ်အချိုးစားကိုကျွန်တော်ရောဆက်ပြီးပလင်းထဲထည့်ခြင်းဖြစ်ပါတယ်ပလင်းကိုငှက်တိုက်မထက်ခင်ကျွန်တော်ရေတက်နဲ့ဆေးကြောတယ်ဆေးကြောပြီးကျွန်တော် UVA ပူပေးတဲ့ဆက်ကိုကျွန်တော်နှစ်ခါပိုးတက်ပါတယ်ပုံမှန်မြွေချင်းအဖြစ်ကျန်းမာရေးထောက်ကူရစွာရရှိပါတယ်ခုခံဟောလည်းမြင့်နေစေပါတယ်အမျိုးသမီးများအတွက်အသားရည်လှပနှုတ်ပြစေပါတယ်အမျိုးသားများအတွက်ဆိုရင်လည်းကိုခံစွမ်းအားကောင်းမွန်ပြီးတန်မာစေပါတယ်တက်ကြီးရွယ်အိုများအတွက်အာရုံပြေဝစေပါတယ်ကလေးသူငယ်နဲ့ကျောင်းလူကျောင်းသားများအတွက်လည်းဉာဏ်ရည်ဖွံ့ဖြိုးမှုများစွာထောက်ကူပြုပါတယ်Super Hero တဘာဝငှက်တိုက်ရရှိနိုင်တဲ့နေရာတွေကတော့ဆေးဆိုင်များစတိုးဆိုင်များနဲ့ Supermarket စင်တာများဖြစ်ပါတယ်နောက်အမျိုးမျိုးအနေနဲ့အားလုံးလည်းဝယ်ယူရရှိနိုင်ပါတယ်